မိတဲ့ရင်ထဲမှာလုံးသားလေးငါမိမရခဲ့တယ်လို့အတူတူပြောချင်ခဲ့တာစက္ကန့်တိုင်းမှာတည်းရမိရဲ့ခိုင်မြဲသောကိုင်ဆွဲခဲ့တဲ့အချိန်ကမင်းလက်ကလေးဟာခုတော့တပါးကိုရင်ဝင်မှာမင်းတရားပြုံးရောနေပါပြီညရာတုံညသမားမူမင်းလူရမဖြီးသည့်နိုင်သူပါငါဘဝသမားမူရဲ့မင်းနှလုံးသားနဲ့မထိုက်တန်ခဲ့ဘူးကွယ်တပွေရဲမွေးခြင်းပြီးမဲ့တည်နေငါလည်းမပြေဆုံးခဲ့တယ်လို့ဘဝမှာလည်းမင်းတယောက်သေးထာဝရပိန်ဆိုင်ခြင်းနာပါညရာတယောက်ရဲ့ဘာမဝင်တဲ့နှလုံးသားလေးကိုအချင်းချင်းမှလမ်းခွဲသွားမှကျူဒီလေးရဲ့နဲ့ချစ်ခဲ့မိတာငါမှပဲလေမင်းတွေ့ဆိုဘာလို့မမြင်နိုင်ခဲ့တဲ့အရှိမြတ်ကံဒီတယောက်ရဲ့ပါနှလုံးသားကဝမမုံလက်ဆောင်နဲ့စိတ်တန်ရာတွေပဲညူနေမြင်ပြီးလမ်းကြုံလို့ဝင်လာခဲ့ရင်ကနောက်ဆုံးတော့ဖြစ်ပြရလိမ့်ရှိရဲ့တချင်းကကြည်နူးမှုတွေပြန်လဲတွေးမိတိုင်းတည်းရမိတဲ့ရင်ထဲမှာလုံးသားလေးငါမိမရခဲ့တယ်လို့အတူတူပြောချင်ခဲ့တာစက္ကန့်တိုင်းမှာတည်းရမိရဲ့ခိုင်မြဲသောကိုင်ဆွဲခဲ့တဲ့အချိန်ကမင်းလက်ကလေးဟာခုတော့တပါးကိုရင်ဝင်မှာမင်းတရားပြုံးရောနေပါပြီညရာတုံညသမားမူမင်းလူရမဖြီးသည့်နိုင်သူပါငါဘဝသမားမူရဲ့မင်းနှလုံးသားနဲ့မထိုက်တန်ခဲ့ဘူးကွယ်တပွေရဲမွေးခြင်းပြီးမဲ့တည်နေငါလည်းမပြေဆုံးခဲ့တယ်လို့ဘဝမှာလည်းမင်းတယောက်သေးထာဝရပိန်ဆိုင်ခြင်းနာပါငါလူညရာတယောက်ရဲ့ဘာမဝင်တဲ့နှလုံးသားလေးကိုအချင်းချင်းမှလမ်းခွဲသွားမှကျူဒီလေးရဲ့နဲ့ချစ်ခဲ့မိတာငါမှပဲလေမင်းတွေ့ဆိုဘာလို့မမြင်နိုင်ခဲ့တဲ့အရှိမြတ်ကံဒီတယောက်ရဲ့ပါနှလုံးသားကဝမမုံလက်ဆောင်နဲ့စိတ်တန်ရာတွေပဲညူးနေမြင်ပြီးခဲ့တယ်လေလမ်းကြုံလို့ဝင်လာခဲ့ရင်ကနောက်ဆုံးတော့ဖြစ်ပြရလိမ့်